နားလည်အောင်ပြောတော့ဗျာတတ်တက်ငါးတက်ပါတဲ့ပုံကိုယ်တွေပါရင်လည်းပဲသိခံစားမှာဒီစကလုံးလေးကဒီလိုလေးပြောမှမြင်လွယ်မှာမို့လို့ပါတော်ကောင်းမြတ်မှန်ရလားတတ်တက်ငါးတက်နေတဲ့ပုံကိုယ်ကတက်နေတော့ရောင်းလိုက်တယ်အမလေးဝတ်သားစီငါးစီကျက်စီဘာလို့တလဲရောင်းနေတော့လက်ကောက်တွေတီးလို့အစင်ပြေးနေတာမှန်ရလားအမေရာတွေဝတ်သားတွေတက်နေတော့အမလေးချမ်းသာနေတာတိုက်ကြီးတွေဟီးလို့ကုသိုလ်ကံကဟိုဘက်ကကံကအကျိုးပေးနေတော့ပေါ့မှန်ရလားအဲ့ဒါကနေပြီးတော့ဇကလုံးလေးရဲ့ဒီနေရာမှာပါသွားပြီကံချွတ်ချော်ခြင်းလို့ဟောကုသိုလ်ကနေဘယ်ကံကိုအကျိုးပေးတော့အကုသိုလ်ကံကိုအကျိုးပေးတော့မယ်ဆိုရင်လည်းကံချွတ်ချော်ခြင်းတို့ဆိုက်ရောက်ကုန်တော့တတ္တဝါတွေမှာဆိုတော့နီလွယ်နီမာတွေကိုပြန်ပြောနီမန်လက်မှန်ထင်ပြီးတော့လုံနေကြတယ်ဒီအလုတ်ကအကျိုးပေးတာအမလေးဒီအလုတ်ကတို့ကိုဝမ်းဝစေတာမထင်ဘူးလားမကွေးသဘောပါရဲ့လားပြောတဲ့စကားလုံးလေးနားရောလေရဲ့လားခြေရောကျင်နေရဲ့လားလာရကျိုးရောနှက်ရဲ့လားဗျာအဲ့လိုတော်ကောင်းများကြီးအဲ့ဒါလိုနီးလွယ်နီးမားတွေကိုနီးမှန်လက်မှန်လုံနေကြတဲ့တတ္တဝါတွေကယနေ့ခေတ်ပိုးပြီးတော့များမလားဘူးလားမှန်ရလားအဲ့ဒါကိုထာဂရဆရာကဒကာကြီးဥဒ္ဒံကြောင့်နောက်ကစာလေးဆက်ပြောတယ်မဒုဝမဉ္ဇတိပါလောယာဝပပန္နာပိစတိယဒါဇပိစတိပါပံဘာလောဒုက္ခံနိကိစတိမဏိလာတို့မစမ်းကြည့်တော့သိကောင်းတဲ့တရားပဲလို့မှတ်စမ်းပါမဒုဝမဉ္ဇတိပါလောယာဝပပန္နာပိစတိယဒါဇပိစတိပါပံဘာလောဒုက္ခံနိကိစတိဟောဗမာလိုပြောချင်ဆိုတော်ကောင်းမြတ်အလွန်မတန်မှတော်ကောင်းမြတ်ရဲ့ချုံမြင်ကောင်းမြတ်တဲ့တင်လဲတွေတကားတွေဟာတော်ကောင်းမြတ်ရဲ့ချင်းရည်လို့ရောလိုက်မယ်ရက်သက်ရည်လေးရောလိုက်ရင်ဒီတင်လဲတွေတကားတွေချိုးနိုင်စရာအကြောင်းရှိသေးသလားမရှိတော့ဘူးအဲ့ဒါကိုနားလည်အောင်ပြန်ပြောနွားမကြီးကညှက်ခါစားနွားလို့မချိုးဘူးလားမဝေးညှက်ချလိုက်တဲ့အဲ့ဒီနွားလို့လေညှက်ခါစားတော့မချိုးဘူးလားတရက်ကနှစ်ရက်နေပူပူကောင်းဆိုတော်ကောင်းများကြီးတရက်ထဲနဲ့ညနေဆောင်ရမနက်ကညက်လိုက်တဲ့ညက်ခါစားတော့ချိုးနေတာပဲကောင်းနေတာပဲညနေလဲရောက်ရောနောက်တရက်လဲရောက်ရောအဲ့ဒီနွားလို့ချိုးနိုင်နေသလားမချိုးနိုင်တော့ဘူးမှန်ရလားမဝေးအဲ့ဒီဥပမာတိုင်းမဲ့အာကုသိုလ်ဆိုတာလဲလောက်ခါစားတော့ဟုတ်တယ်ရောင်ရောင်မဲမှန်ရလားမဝေးလောက်ခါစားတော့အကုသိုလ်ကမလေးအကျိုးပေးတော့ဒီလုပ်ငန်းလေးနဲ့မလေးရွှေလဲဝဲရတယ်တွဲလို့တိုက်တင်နဲ့မလေးตาတွေနဲ့နေရတယ်မလေးကောင်းလိုက်တာဟဲ့တရားဟောဓမ္မဂတိကဆိုတာညာလို့တော့မရဘူးပေါ့ဗျာမှန်ရလားမှန်တာတွေနားထောင်ခြင်းလို့ဒီနေ့ညတရားဝဲလာရောက်ကြတယ်ဆိုတာမသေးကြဘူးလားအဲကြောင့်စာကဆက်ပြောတယ်သိကောင်းလုံးလို့မဒုဝမဉ္ဇသေးပါလောယာဝပပနာပိစတိယရာဇပိစတိပါပံဘာလောဒုက္ခံနိကိစတိအကုသိုလ်ဝါဒတော်ကောင်းများကြီးလောက်ခါစားတော့လုံနေတော့ဟုတ်တယ်ရောင်ရောင်ပဲနွားနိုလေးညစ်ခါစားတော့ချိုးသလိုလိုပဲကြာလာတာနဲ့မြချင်းချင်တွားသလိုပဲအဲ့ဒီအကုသိုလ်အမှုကိုလှုပ်တဲ့ပုဂ္ဂိုလ်ဟာကြာလာတာနဲ့မြဒုက္ခံနိကိစတိတဲ့ပြန်ပြောအဲ့ဒီပုဂ္ဂိုလ်ဒုက္ခရောက်ဖို့ပဲရှိတော့တယ်တဲ့ရှင်းနေသလားရှင်းပါဗျာဆရာလေးများသဘောပါရဲ့လားဆရာလေးများရေဝအောင်တောက်ခဲ့လားဟဲ့ကောင်းကောင်းဖြေဆရာလေးများဘယ်နဲ့ဒူလိုကိုလိုချင်းချင်းဟဲ့ဝိကာလဘောဇနာဒူလည်းမလောက်ပါဒူဆရာလေးတို့လည်းမလောက်ပါကြဲကြဲပြေးမှဖြစ်အဲ့ဒါဆရာလေးတို့အလုံးတော်တော်ကောင်းများအလုံးကိုသလုံးချင်းရစေခြင်းလို့ဦးဇင်းတို့ကသလုံးချင်းပင်ပန်းခံပြီးပြောနေတာမှန်ရလားဒါဆိုရင်မြင်သွားပြီဘလို့မြင်တယ်လဲအကုသိုလ်မှုကလောက်ခါစားပဲဟုတ်တယ်ရောင်ရောင်ထင်တာကြာလာတော့ဒုက္ခပဲရောက်မှာပဲဒါကြောင့်အကုသိုလ်ဆိုရင်နည်းနည်းလေးလည်းမလုံနဲ့များများကြီးလဲမှန်ရလားအစင်ပြေလို့လည်းမလုံနဲ့အစင်မပြေလို့လည်းပဲမရှောင်နိုင်ဘူးလားတော့မှန်ရလားအဲ့ဒါကိုဦးဇင်းတို့ဒီဘက်ခက်ကလူတွေကကြတော့ဆောင်းနာကပြောတဲ့ဇေလကုံရှေ့ကကာရာလေးတော့လိုက်နီလွယ်နီမာတွေကိုနီးမှန်လမ်းမှန်ထင်ပြီးတော့လုံနေကြတာပြန်ပြောနီးလွယ်နီမာ
မလုံးတော်မူလိုက်ကြပါနဲ့မှန်ရလားရက်တဲ့ရီတို့နွားရက်တဲ့ရီတို့တကားရီထဲမှာရက်တဲ့ရီတို့ချင်းရီတို့မယောခင်လေးတို့ချိုးသောင်ရှိတာကိုဟုတ်တယ်ထင်နေကြတာမှန်ရလားမဝေးကြာလာတာနဲ့မြန်ဒီအာကုသို့လှုပ်တဲ့ပုဂ္ဂိုလ်ဟာတော်ကောင်းများရေရှည်ခံနိုင်မှာမလားကြည့်လိုက်စမ်းပါဗျာအဲ့ဒီပုဂ္ဂိုလ်တွေတော်ကောင်းများရေစီးရိုးတဲ့သွေးတိုးတဲ့ဘာယောဂဖြစ်ပြီးနဲ့သားကမွေကြိုက်လို့တဲ့ဟိုလိုဟာဖြစ်ပြန်မော့တယ်ဒီကဒီဟန်ဖြစ်ပြန်မော့တယ်တော်ကောင်းများရေယောဂတွေလိမ့်ပိမ့်ပြီးတော့တယောက်မဖြစ်ဘူးလားနွားတို့ကြာလာတော့ဘာဖြစ်လာအဲ့ဒီအတိုင်းမဲ့အာကုသို့လှုပ်တဲ့ပုဂ္ဂိုလ်လည်းကြာလာတော့ဘာဖြစ်လာဒုက္ခရောက်လာတယ်မကွေးရမှန်ရလားဒါကြောင့်တော်ကောင်းများ၏ဘေးတက်ဇာလေးဘေးဖြစ်သာလေးသစ္စာမမြင်ခံသောကြောင့်ဘေးဖြစ်သာလေးသစ္စာမမြင်ခံသောကြောင့်ပင်မန်းတို့လူတချို့မှဘူလုံးမဆုံးတဏှာလေးသနောတဏှာလေးသနောတရားတွေအရှိဖြောလို့မကွေးတရားတွေအရှိဖြောလို့တခွန်းခေါ်ဇွန်းခေါ်လို့တိုက်ချင်လားမလိမ္မာတူနာမိုက်ကဲ့သို့တန်တရာဒီတဝိုင်းမှာခွဲမျောလိုက်ကြအောင်နဲ့မှာခွဲမျောလိုက်ကြအောင်တဲ့မလိမ္မာတဲ့သူကတော့တန်တရာရေရင်ကြောမျောကြရအောင်ပါပဲမှန်ရလားဒါကြောင့်တော်ကောင်းများလိမ္မာခြင်းလို့လိမ္မာကြတဲ့ပုဂ္ဂိုလ်တွေဒီနေရာမှာလာပြီးတော့ဇူယုံကြတယ်ဆိုတာမသေးကြဘူးလား